ကောင်းကင်မှာပြန်တန်းနေတဲ့ငှက်တွေကိုကြည့်ပြီးကျွန်တော်တို့ဘာတွေတွေးနေတယ်လဲဆိုရင်အလားပါလားလွတ်လပ်မှုလားတကယ်တော့ငှက်တွေရဲ့လောကဟာကျွန်တော်တို့ထင်ထားတာတဲ့အများကြီးပုံပုံနဲ့ဆိုင်ပြီးထူးဆန်းလွန်းလာပါတယ်ကမ္ဘာပေါ်မှာငှက်မျိုးစိတ်ပေါင်း1000ကျော်ရှိပါတယ်အဲဒီထဲမှာကျွန်တော်တို့စိတ်ကူးရင်အိမ်မက်ထဲကလို့ထူးဆန်းတဲ့ရုပ်သွင်းတွေအံ့ဩစရာစွမ်းဆောင်ရည်ရှိတဲ့ငှက်တွေရှိနေပါတယ်ဒီနေ့မှာတော့ဒိုင်နိုဆောတွေနဲ့တူတဲ့ငှက်ပတ်ဝန်းကျင်ကအတန်အမျိုးမျိုးတွေကိုအံ့ဩဖွယ်အလိုက်တဲ့ပြန်တုပတဲ့ငှက်တစ်ကိုင်းလိုဟန်ဆောင်တတ်တဲ့ငှက်စတဲ့ထူးဆန်းတဲ့ငှက်ရှင်မျိုးအကြောင်းကိုကြည့်ကြရအောင်ပါခင်ဗျာပထမဆုံးမိတ်ဆက်ပြီးတဲ့နောက်ကတော့ဩစတြေးလျတွန်းတဲ့ဒီထဲမှာနေထိုင်တဲ့ Lion Bass လို့ခေါ်တဲ့ကမ္ဘာအံပွဲငှက်တစ်မျိုးအကြောင်းကိုပြောပြပေးတော့ပါမယ်။သူ့မှာတခြားငှက်တွေတဲ့ပိုရှုပ်ထွေးတဲ့အတန်အိုးပါဝင်ပါတယ်။ဒါကြောင့်ကြားသမျှအတန်တိုင်းကိုပုံတူပြန်ကူးနိုင်တာပါ။ဒီခုတမားတွေတိုးရဝင်လာရင်လော့တဲ့တန်ကိုမှတ်ထားပြီးပြန်အော်ပြတယ်ပါတယ်။ကင်မရာရှက်တာသံကားအချက်ပေးသံတနက်ပြစ်တန်နဲ့ရှားငှက်တွေရဲ့အော်သံအမျိုးမျိုးတွေကိုသူတို့တုပတာကြာရင်လူတွေတောင်ဝေခွဲမရဖြစ်တတ်ပါတယ်ဒါဟာအထီးတွေကအမတွေကိုဆွဲဆောင်မှုတဲ့သူတို့ရဲ့အစွမ်းစားကိုပြသတာပဲဖြစ်ပါတယ်အတန်ပေါင်းမြောက်များစွာကိုလုံပြနိုင်တာကတော့အံ့ဩစရာပါပဲခင်ဗျာနံပါတ်2အနေနဲ့တင်ဆက်ပေးချင်တာကတော့ Chubby Stock လို့ခေါ်တဲ့ဒိုင်နိုဆောငှက်တွေပါသူတို့ကိုအာဖရိကတိုက်ရဲ့ရွှေနင်တော်တွေထဲမှာတွေ့ရတတ်ပါတယ်ရက်9ပေနီးပါးရှိပြီးသူ့ရဲ့နှုတ်တိကတစ်သားဖနက်ကြီးတစ်ခုလိုကြီးမားလွန်းလို့ဒီမီပေးထားတာပါကမ္ဘာအစောဆုံးသရဝါကြီးဖြစ်တဲ့ထူရိုဖော့နဲ့ဒီလိုစောဒိုင်နိုဆောတွေကဆင့်တက်လာတာလို့တောင်ပညာရှင်တွေကဥမှတ်ပြီးထားကြပါတယ်သူကတားကောင်ကိုစောင့်တဲ့အခါနာယီဝဲလောင်နှီးပါးမြက်တောင်မခတ်တန်းကြောက်ရွံ့လိုရက်နေကြပါတယ်ဒီလိုညီတဲ့နေတာကြောင့်ရန်သူကသူ့ကိုတက်မဲ့လို့တောင်ထင်သွားနိုင်ပါတယ်သူ့ရဲ့အတန်ဟာစက်တနက်ပြစ်တန်နဲ့တူပါတယ်ဒီကောင်နဲ့ဒီကောင်ဆက်သွဲရင်နှုတ်တိကိုရိုက်ပြီးအတန်ပေးတာပါသူတို့ဟာငားတယ်မကပဲမိချောင်းပေါက်လေးတွေကိုပါစားရတဲ့ဆွမ်းထက်မှုဆိုးတွေဖြစ်ပါတယ်ခင်ဗျာနံပါတ်3အနေနဲ့ကတော့တောင်အမေရိကအမေဇုန်မြစ်ဝှမ်းမှာတွေ့ရတဲ့ဟော့ဇင်ကိုကြောက်ပြုတ်ခြင်းငယ်လို့လဲတချို့ကတင်စားကြပါတယ်ဘာလို့ထူးဆန်းတာလဲလို့ဆိုရင်သူတို့ရဲ့တောင်ပံမှာရှေးဦးငှက်တွေလိုလက်သေးတွေပါနေပါတယ်အကောင်ပေါက်လေးတွေဟာတစ်ပင်ပေါ်ကနေရေတဲ့ပြုတ်ကြရင်အဲ့ဒီလက်သေးတွေနဲ့တစ်ပင်ကိုပြန်တွေ့တက်နိုင်ပါတယ်အကောင်ကြီးလာရင်တော့အဲ့ဒီလက်သေးတွေပျောက်သွားတဲ့ပြန်ပါတယ်သူတို့ဟာတည့်ရတူကိုပဲစားပြီးနွားတွေလိုအဆိုင်ထဲမှာအချင်းဖောက်ချင်း fermentation ကိုလုပ်ကြပါတယ်ဒါကြောင့်သူတို့စီကနွားချင်းနဲ့လိုအနှံစိုးထွက်နေတတ်လို့ sick bell လို့လဲခေါ်ကြပြန်ပါသေးတယ်ခင်ဗျာနံပါတ်4အနေနဲ့ပြောပြချင်တာကတော့ပေါ်တူဂတ်လို့ခေါ်တဲ့ဟ
န်ဆောင်ခြင်းရဲ့ဘရင်ငှက်မျိုးစားပါပဲပေါ်ဒီဘတ်တီဟာရုပ်ရှင်တဲကဂျူသားနဲ့တောင်တူပါတယ်မျက်လုံးကဝါဝါကြီးပါးစက်ကနှစ်ရက်အထိကိုပြဲနေတာပါနေ့ဘက်မှာမျက်လုံးကိုမေးပြီးတစ်ကန်းချောက်တစ်ခုလိုဟန်ဆောင်နေတတ်ပါသေးတယ်ရန်သူကဘေးနာရောက်လာရင်တောင်တစ်သားတုံးလိုပဲထင်သွားအောင်ညီနေနိုင်စမ်းရှိပါတယ်ညကရောက်မှမျက်လုံးပြူးပြူးကြီးတွေနဲ့ပူမွားတွေကိုလိုက်လံဖမ်းဆီးတာပါသူ့ရဲ့အွန်လိုင်းကလည်းတိုးရင်မှအရန်ချောက်ချဖို့ကောင်းလာပါတယ်နံပါတ်5အနေနဲ့ပြောပြကျင်တာကတော့ Magnificent Secret Bat ရင်ဘက်ကပူပေါင်းနေကြီးနဲ့ဒီငှက်ကိုပင်လယ်ပြင်မှာတွေ့ရတတ်ပါတယ်အထီးတွေရဲ့လေဘက်မှာနီရောင်လေးအိတ်ကြီးပါပါတယ်မိလိုက်ချင်းဆိုရင်အဲ့ဒီအိတ်ကြီးကိုဘူပေါင်းတစ်လုံးလိုကြီးကြီးဖောင်းကောက်အောင်လုပ်ပြီးငှက်မာတွေကိုဆွဲဆောင်တတ်ပါတယ်သူတို့ကိုပင်လယ်ပြင်ကလူမိုက်လို့လဲခေါ်ကြပါသေးတယ်ဘာလို့လဲဆိုတော့တခြားငှက်တွေစီကအစာတွေကိုလိုက်လံလူယူစားတော့တတ်လို့ပါပဲနံပါတ်6အနေနဲ့ပြောပြကျင်တာကတော့ Secretary Bat ကောင်းကင်ယံကစစ်သည်လို့အမည်ပေးထားတဲ့ငှက်ပါပဲသူ့ရဲ့ခြေထောက်ဟာလူတစ်ယောက်ရဲ့ခြေထောက်လိုရှည်လျားပြီးတန်ပါပါတယ်ကောင်းပေါ်မှာကလောင်တန်တွေထိုးထားသလိုအမွှေးတွေပါလို့ဒီနာမည်ရခဲ့တာပါသူကအမွှေးတွေကိုအဓိကစားပါတယ်မွေကိုတွေ့ရင်ပြန်ပြီးမဖမ်းမဲခြေထောက်နဲ့ကန်တက်တာပါပဲသူ့ရဲ့ကန်ချက်ဟာမွေရဲ့ခေါင်းကိုတစ်ချက်ထဲနဲ့ကြည်မွသွားစေနိုင်ပါတယ်ခင်ဗျာနံပါတ်9အနေနဲ့ကတော့ Super Bat of Paradise လို့ခေါ်တဲ့မှောင်တဲကကြည့်တဲ့ငှက်ပဲဖြစ်ပါတယ်ဒီငှက်ဟာမိတ်လိုက်ဖို့အတွက်ကပ်ပြတဲ့အခါသူ့ရဲ့တောင်ပန်းတွေကိုဖြတ်လိုက်ရင်မြင်းနဲ့ဖုံးတစ်ခုလိုဝိုင်းဆက်သွားပါတယ်သူ့ရဲ့တောင်ပန်းကအနက်ရောင်ဟာအလင်းရောင်အားလုံးကိုစုပ်ယူထားသလိုနက်မောင်းနေပြီးရင်ဘက်ကအပြာရောင်ကတော့လက်စင်မီလိုတောက်ပါနေပါတယ်ဒါကသဘာဝတရားရဲ့အလှပဆုံးကောက်ွယ်တစ်ခုလိုပါပဲနောက်ဆုံးအနေနဲ့ပြပြကျင်တာကတော့ command seat ဆိုတဲ့ငှက်ပါပဲသူတို့ဟာတစ်ခါပြန်တန်းရင်10လကြာအောင်ကိုမြေပြင်ကိုမစင်းသက်မနာခုပဲပြန်တန်းနိုင်ကြပါတယ်သူတို့ဟာပြန်တန်းရင်နဲ့ insect တွေကိုစားတယ်ပြန်တန်းရင်နဲ့ရေတောက်တယ်ပြန်တန်းရင်နဲ့တော့အိတ်တဝဲနိုးတဝဲပုံစံမျိုးနဲ့သိစင်နိုင်စွမ်းရှိကြပါတယ်မိကုန်းတုံအနေနဲ့ပြောပြကျင်းလာတော့အခုကျွန်တော်တို့လေ့လာခဲ့တဲ့ငှက်ရှင်မျိုးဟာတဘာဝတရားကဖန်တီးထားတဲ့လက်ရမွန်တွေပါဒီကောင်ကြီးဒီမှာသူတို့ရှင်တန်ဖို့အတွက်ထူးခြားတဲ့လက်နက်တွေစွမ်းရည်တွေရှိကြပါတယ်ရာသီဥတုပြောင်းလဲမှုနဲ့တော်ပြုံမှုတွေကြောင့်ဒီထူးဆန်းတဲ့သတ္တဝါလေးတွေဟာပျောက်ကွယ်လူနီးပါးဖြစ်နေပါပြီသူတို့ကိုထိမ့်သိမ့်ဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်ပါဒီဗီဒီယိုလေးကနေဘုသူတတစ်ခုခုရသွားမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်